စီအစနစ်ကိုဖုံထားနေရကောင်းလေနော်ဒီနောက်မှတွေ့လားစဘာပုံတွေတွေ့လားအဲ့စဘာပြစ်ထားတလားလောက်ရှိနော်စဘာလေးရောက်ပြီးလို့ရှိရင်ဖုန်းလေးပြင်မလို့ဒီမှာကြည့်ဖုန်းလေးဆက်မပိတ်ထားနဲ့နိုင်ငံတော်ကျင်ညာဖုန်းလေးဆက်မပိတ်ထားနဲ့တဲ့အကျုံးဝင်အောင်ဆက်ဖွင့်လာဖို့ဘာနဲ့ဖွင့်တွေ့လားငါတော့ဘာမှပြောဘယ်ဖုန်းကောင်းနေကွာလိုင်းသုံးလို့ရနေရပဲစီးရစနစ်ကိုဟွာလုပ်လိုက်ပေါ့ဝင်လိုက်ပေါ့တော်တော်ခက်ခဲနေလို့လားမလို့တော်တော်ခက်ခဲနေလို့လားအော်ဖုန်းလာထားနေမလို့ဒီပြက်တဲ့ဖုန်းကဘယ်လိုလုပ်ဖုန်းပြက်နေလို့ဒီစောက်စဘာတွေရောင်းပြီးမှစောက်စဘာတွေရတယ်စီခက်ခဲပြလို့လဲဒါမဝဲကြဘူးသိလားဒီမှာဒီအဲ့စောက်လေတွေကဒီမိုးမကြခင်ရေမမျိုးခင်ဆက်မောအောင်မစီမရှိဘူးနော်ငါလည်းအတူတူပဲငါလည်းလေသမားတွေပဲအတူတူခံစားနေရတယ်မင်းတို့ကလိုင်းမျိုးမှနေပြီးတော့ဘယ်လိုပြောရမလဲအားချောင်းနေတာအဲ့လေသမားတွေစိတ်ညစ်ပြီးလေမဆိုင်လို့ရှိရင်လေတို့ထမင်းကကုန်ပဲသိလားအားကြောင့်တက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်လေသမားတွေလေဆိုင်အောင်တက်နိုင်လို့ကြိုးစားပြီးတက်နိုင်သမျှကွာကိုတက်နိုင်တဲ့ဘက်ကနေလိုက်လို့ကြည့်တာဝင်ကြီးလည်းမဟုတ်ဘူးကာဝေးဦးစီးချုပ်လည်းမဟုတ်ဘူးအဲ့တော့တမရလည်းမဟုတ်ဘူးသိလားဟိုနောက်မှာတဲ့အိမ်တဲ့တဲလေးဟိုနောက်မှာအိမ်တော့အိမ်တွေ့လားဟိုအိမ်တွေ့လားစဘာလေးရလို့ရှိရင်တော့ဒီနေ့စဘာတော့ကောင်းတယ်စဘာလေးရလို့ရှိရင်တော့မေ့ဘူးအုံလေးနဲ့ပုတ်ကလေးနဲ့တစ်ကလေးနဲ့စောက်ပေးမှုအခုတော့ဝါးတနည်းတော့မပြင်နိုင်ဘူးအဲ့ဒါသိလားမင်းတို့ဒါပေမဲ့အဲ့လိုမပြင်နိုင်တဲ့ကောင်တွေကသိလားမန္တလေးငလင်းကြီးတော့ကလည်းဟိုတန်ခါကြီးအခုလှူကြရလေတန်ခါနဲ့အခုငေါကြီးပါဖုန်းเจ้าကြီးပါလေသမားရေစုပြီးတော့လူငွေတွေထက်ဖုန်းရနေတစ်ဆင့်တန်ခါနဲ့ငါ့ကိုလှူသိလားအဲ့လိုလူတိုင်းလုပ်ပြီးတော့ဒုက္ခရောက်တဲ့နေရာတွေလိုက်လှူနေတာအဲ့လေသမားတွေအဲ့ဆောက်ခွက်ကြီးနေသိလားလေမရတယ်လေမရသူသဘာသေးတွေကကြက်တော့တွင်းရသူသေးတွေကတက်အဲ့ဒါကိုခေါင်းလည်းမထည့်ဘူးအဲ့လေသမားတွေလူကန်ထွက်လူတယ်နော်ကိုဗစ်တော့လည်းအဲ့တိုင်းပဲအော်ဒီစိတ်ုံနေစောက်ဖို့သိလားနော်အဲ့ဒါကြီးလိုက်လှူတာသိလားအဲ့ဆောက်ခွက်တွေသူတို့ကငါတို့ကတော့ဘာဖြစ်ပါဘူးလေငါတို့ကတော့သမင်းစားနေရတာပဲငါတို့ကအဲ့လိုမျိုးနဲ့လှူတာနော်အဲ့လိုမဖြစ်ခင်တော့ကိုဗစ်မင်းတို့ကွာငလင်းမလုပ်ခင်တော့လေပြောတာမဟုတ်ဘူးနော်မင်းတို့စောက်စရာမ iPhone ကင်ပြီးတော့ဒီလိုစောက်စုံမဟုတ်ဘူးသိလားအခုရိုက်တဲ့ဖုန်းက RAM 2နဲ့ iPhone ကြီးကင်ပြီးတော့ဟိုကွန်ဒိုကြီးမှနေပြီးတော့ဖင်ထောင်ကြီးပြိုကျပြီးတော့အဲ့လိုမျိုးအဲ့တော့မိုးမြင်လေးမျိုးဖြစ်ပြီးတော့သေတော့မှမင်းတို့ကူပါကယ်ပါလုပ်တဲ့ကောင်တွေအဲ့ဒါတွေကိုငါတို့ကစိတ်မဆိုးဘူးသိလားစိတ်မဆိုးငါတို့လည်းသမားတွေစိတ်မဆိုးငါတို့ကဘာလို့လဲသိလားကူညီရမှာပဲကိုယ်နိုင်ငံသားတွေဆိုပြီးငါတို့အဲ့လိုကူညီတာတော့မင်းတို့ဘောင်ဝင်တဲ့ကောင်တွေစောက်ဖုံးတူးတဲ့ကောင်တွေသိလားဒါပဲနော်ဟောရမပါလား